ဒီနေ့တော့သားဆိုတဲ့စကားလုံးတစ်လုံးနဲ့ဘယ်လိုဝါကျအများကြီးတည်ဆောက်နိုင်လဲဆိုတာကိုလေ့လာကြည့်ရအောင်နော်ฉันง่วงนอนมากจนลืมตาแทบไม่ขึ้นฉันဆိုတာကငါง่วงนอนมากအရင်အိမ်ငိုက်နေပြီจนဆိုတာကအထိတိုင်အောင်လို့ပြောတာပါลืมตาไม่ขึ้นဆိုတာကမျက်လုံးမဖွင့်နိုင်တော့ဘူး tab ဆိုတဲ့အလေကစကားလုံးလေးကကြတော့ဒီလောက်လို့အဓိပ္ပာယ်ပါမဖွင့်နိုင်တော့ဒီလောက်ထိအဲ့လောက်ထိမဖွင့်နိုင်တော့ဘူးဆိုလိုတာပေါ့နော်ฉันง่วงนอนมากจนลืมตาแทบไม่ขึ้นမျက်လုံးမဖွင့်နိုင်တော့လောက်အောင်ထိငါအရင်အိမ်ငိုက်နေပြီလို့ပြောချင်တာပါพรุ่งนี้จะไปเยี่ยมตากับยายพรุ่งนี้ဆိုတာကမနက်ဖြန်จะไปเยี่ยมသွားလဲ့မယ်ตากับยายအဖိုးနဲ့အဖွားစီကိုဒီตากับยายဆိုတာကအမေဘက်ကအဖိုးနဲ့အဖွားပေါ့နော်ตายายဆိုတာကအဖေဘက်ကအဖိုးနဲ့အဖွားဆိုလို့ရှိရင်တော့ปู่ย่าနော်အမေဘက်ကဆိုရင်တော့ตายายဒီနေရာမှာသုံးထားတဲ့ EM ဆိုတာလည်းအလဲသွားတာပဲနောက်တစ်ခုအလဲသွားတာကထိရုပ်ပေါ့နော်ထိရုပ်ဆိုတာကတော့ပျော်ရွှင်ခြင်းလို့ဒီတိုင်းနေရာတစ်ခုခုကိုတွက်လဲတာမျိုးကိုထိရုပ်နဲ့သုံးပါတယ် EM ဆိုတာကတော့အလဲသွားတယ်ဆိုပေမဲ့သူ့ရဲ့အလဲသွားခြင်းမှာตาเจ้าမเจ้าပါတယ်ပေါ့နော်လူမှုရေးအရာပါတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေဆိုရင်တော့ EM နဲ့သုံးပါတယ်မိတ်ဆွေတူတယောက်ဥပမာအနေနဲ့စေယုံတက်ရတယ်ဆိုလို့ရှိရင်လည်းတော့လဲတယ်ဆိုလို့ရှင်ထိရုပ်နဲ့မသုံးမနဲ့ရင်းပေါ့နော်ဘာလို့လဲဆိုတော့သူအချိန်ကြီးကောင်းရဲ့လားနေကောင်းကျန်းမာရဲ့လားဆိုတာကိုမေးဖို့လိုတယ်ဆိုတော့ရင်းပဲသုံးလို့ရပါတယ်เขาแพ้มา3 ตาติดแล้วในการเล่นไพ่เขาဆိုတာကသူแพ้มาရှုံးလာတာ3 ตา3ပွဲติดแล้วဇက်တိုက်ပေါ့နော်ဇက်တိုက်ရှိပြီလို့ပြောချင်တာပါในการเล่นไพ่ไพ่ဆိုတာကဖဲပါလင့်ဆိုတာကစော့တာနိုင်การเล่นไพ่ဆိုတော့ဖဲကစားပွဲမှာလို့ပြောတာပါเขาแพ้มา3 ตาติดแล้วในการเล่นไพ่သူဖဲရှုံးတာ3ပွဲဇက်တိုက်ရှိပြီဒီတစ်ခေါက်ကတော့ตาဆိုတာကအလှဲ့လို့ပြောတာပါตอนนี้ถึงตาเธอแล้วตอนนี้ဆိုတာကအခုถึงဆိုတာကရောက်ပြီตาเธอနဲ့အလှဲ့แล้วဆိုတာတော့ပြီလို့အဓိပ္ပာယ်ရတာပေါ့နော်ตอนนี้ถึงตาเธอแล้วခုနဲ့အလှဲ့ရောက်ပြီเฮ้ยเขามองขนมบนโต๊ะกันตาเป็นแมนแล้วนะဒီနေရာမှာသုံးတဲ့ตาเป็นแมนဆိုတာကကြတော့တခုခုအရန်လိုချင်နေတဲ့အချိန်မှာမျက်လုံးမခွာနိုင်လောက်အောင်ကြည့်တဲ့အကြည့်ကိုပြောတာပါခလေးဆိုလို့ရှိရင်လည်းအရန်စားချင်နေတဲ့မုတ်ဖြစ်ဖြစ်အရန်လိုချင်နေတဲ့အယုတ်ဖြစ်ဖြစ်ကြည်ကြပြီးတောင်းနေတယ်လို့မျိုးအဲ့ဒီကနေကိုမခွာဘူးအဲ့ဒီအရာနေကြည့်ပဲကြည့်နေတာအဲ့ဒီပစ္စည်းကိုအဲ့လိုပုံစံမျိုးပေါ့နော်လူကြီးဆိုလို့ရှိရင်လည်းအဝတ်စားဖြစ်စေနိုင်ရည်ဖြစ်စေဖုန်းဖြစ်စေအဲ့လိုမျိုးလိုချင်နေပြီဆိုဆိုင်မှာတေချာကြည့်နေဘယ်နေရာဘယ်လိုအဲ့လိုမျိုးပေါ့နော်အဲ့လိုအကြည့်မျိုးပြောတာပါဒီနေရာမှာကျတော့ခလေးကမုတ်ကိုကြည့်နေပြီသူစားတော့မယ်နော်ဆိုတာကိုအချင်းချင်းသတိပေးတဲ့ပုံစံမျိုးနဲ့ပြောထားတာပါเฮ้ยเขามองขนมบนโต๊ะกันตาเป็นแมนแล้วนะเฮ้ยဆိုတာကတော့ခေါ်တာပေါ့နော်ဟေးဟေးအဲ့လိုအဓိပ္ပာယ်မျိုးပေါ့ခေါဆိုတာကသူမောင်ဆိုတာကကြည်တယ်ခနုံဆိုတာကမုတ်ကိုပြောတာပါဘွန်တိုစပွဲပေါ်မှာตาเป็นแมนตาเป็นแมนဆိုတာကခဏပြောတဲ့အကြည့်ကိုပြောတာပါအရှိကကန်ဆိုတာကအဲ့ဒီအကြည့်နဲ့လို့ပြောချင်တာပေါ့နော်လဲအောင်နန်ဆိုတာကဘီနော်ကြည့်နေပြီနော်အဲ့လိုမျိုးပြောချင်တာပေါ့နော်เฮ้ยเขามองขนมบนโต๊ะกันตาเป็นแมนแล้วนะฉันอยากซื้อผ้าม่านมีลายตาไข่ဒီနေရာမှာကျတော့လိုက်သားခိုင်ဆိုတဲ့စကားစုလေးကစကားပေါက်ပုံစံစကားကွက်ပုံစံလို့ပြောတာပါချမ်းဆိုတာကငါရက်စုဝယ်ခြင်းနဲ့ဖာမန်လိုက်ကမီလိုက်သားခိုင်စကားပေါက်ပုံစံပါတဲ့စကားပေါက်ပုံစံရှိတဲ့လို့အဓိပ္ပာယ်ရပါတယ်မီဆိုတာကဒီနေရာမှာရှိသည်လည်းဖြစ်တယ်ပါသည်လို့လည်းပြောလို့ရပါတယ်ဒီတားတော့တာဖန်တော့ဖန်ဆိုတာကကြတော့ကလေးစားချီတာရန်ဖြစ်တဲ့နေရာတွေမှာသုံးတဲ့စကားလုံးပါကောင်းတဲ့နေရာတော့မဟုတ်ဘူးပေါ့နော်မကောင်းတဲ့နေရာတွေမှာပဲသုံးတာများပါတယ်တားတော့တာငါမျက်လုံးတစ်လုံးဆိုရင်လည်းမျက်လုံးတစ်လုံးပေါ့နော်ငါမျက်လုံးထိရင်မျက်လုံးလည်းပြန်လုံမယ်ဆိုတဲ့ပုံစံမျိုးပေါ့ fan တော့ fan ကြတော့လဲငါသွားတစ်ချောင်းထိရင်မျက်သွားလည်းတစ်ချောင်းပေါ့အဲ့လိုပုံစံမျိုးပါနဲ့တစ်ချက်ခုတ်ရင်ငါတစ်ချက်ပြန်ခုတ်မယ်လို့ဆိုလိုတာပေါ့နော်တကယ်လို့ဒီလိုပုံစံမျိုးမြန်မာစကားပုံရှိမယ်ဆိုလို့ရှိရင်သိကြမယ်ဆိုလို့ရှိရင် comment လေးမှာရေးခဲ့ပေးပါအောင်နော်ဒီနေ့တော့သားဆိုတဲ့စကားလုံးလေးကနေပြီးတော့နောက်ထပ်စကားလုံးတွေအများကြီးကိုလေ့လာခွင့်ရကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။